အခုမင်္ဂလာနှစ်သစ်လို့တော့မနှုတ်ဆက်ချင်ပါဘူးဒါပေမဲ့ဒီနေ့ဒီအကျန်းဖတ်မင်းအောင်လိုက်ကတော့သူလူယူလိုက်တဲ့ဒီသမရရာလူပေါ့လေရသွားပြီးတဲ့နောက်ပိုင်းမှာအခုသဘောထားကြီးတယ်လို့သူကသူဒါအင်မတန်မှပဲဂရုဏာကြီးတယ်လို့ねသမရဦးဝင်းမြင့်ကိုဒီနေ့ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီးတော့ဒါကြေညာချက်ထုတ်တယ်ပေါ့လေဒါနဲ့ပတ်သက်ပြီးတော့တော်တော်များများလဲပြည်သူတွေကတော့ဝမ်းပန်းတသာတော့ရှိကြတာပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါအခုအနေနဲ့ဒါဒီလိုလွှတ်ပေးလိုက်တဲ့အပေါ်မှာဘယ်လိုမှတ်ချက်မျိုးပေါ့နော်ပေးခြင်းလဲနောက်တစ်ခုကကျတော့ဒီလွှတ်ပေးမှုနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကိုဒါအခုအနေနဲ့ဘယ်လိုတရေစကားမျိုးပြောခြင်းလဲပေါ့နော်ရေဆုံးကျွန်တော်တို့ရဲ့သမရလို့ခေါ်ပေးတဲ့မီဒီယာတစ်ခုအနေနဲ့ကျွန်တော်ကျေးဇူးတင်တယ်ဆိုတော့ပြောချင်တယ်အတိမတ်တက်ပြီးပါတယ်နော်ဘာလို့တချို့ကသမရအောင်သမရလို့မခေါ်ဝင်ကြတဲ့တော်တော်သလားစရာကောင်းတဲ့လူတွေရှိနေကြလို့ဒါကကုလသမဂ္ဂလို့အဖွဲ့အစည်းထဲမှာတော့ဗျာဒီနေ့အထိဗျာသမရအဖြစ်အတိမတ်ပြုထားပါတယ်ဆိုတဲ့ဟာကိုအဲ့ဒီစစ်ဖက်နှက်အောင်မှာနေကြတဲ့သူတွေကကိုသမရကိုသမရလို့မခေါ်ဝင်တာတော့ဒါနံပါတ်1ပြဿနာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကသူ့အပါဝင်ပေါ့လွတ်လာကြတယ်ကြံတဲ့လူတွေလည်းရှိနေတယ်ဒါဖြင့်ဘလို့လူမျိုးတွေကိုလှုပ်ပေးလိုက်ပြီးတော့ဘလို့လူမျိုးတွေကိုခြံထားလဲဆိုတာကစဉ်းစားစရာမကောင်းဘူးလားဗျာနောက်တစ်ခုကလှုပ်ပေးတယ်ဆိုတာကဘာလဲပေးကြတာကတော့တောင်းလို့ပေးသနာတော်မူလိုက်တာမဟုတ်ဘူးဆိုတာကိုရှင်းရှင်းပြပြမြင်ထားရမယ်ဗျာကျွန်တော်တို့အားလုံးပေါ့နော်ပြည်ရင်းပြည်ပရောက်ရအရက်ကနေရသမျှနီးပေါင်းစုံနဲ့တော်လှန်နိုင်လို့တိုက်နိုင်လို့အခုလိုအတိအပွင့်ဖြစ်လာတယ်ဆိုတာကိုကောင်းစွာတော့သဘောတူမှဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဓမြရဲ့သဘောကဘယ်တော့အခါမှကျွန်တော်တို့ပြန်ပေးဆွဲထားတဲ့လူတွေကိုသူတို့လိုချင်တာတွေမရမချင်းဘယ်တော့မှဒီလိုလွတ်တယ်ဆိုတာမရှိပါဘူး။အခုကလည်းဘာလဲဆိုတော့ तू ကနှစ်ချက်ပေါ့။ပြီးခဲ့တဲ့နော်ရက်ပိုင်းအတွင်းမှာတော်လန်ရေးကအုပ်ဖွဲ့စုဖွဲ့မှုကောင်းကောင်းနဲ့လှုပ်လိုက်တယ်။ဘာလို့သတိထားမိကြလိမ့်မယ်နော်။ဒါ SCEF လို့ဟာမျိုးပေါ့။ဒါနမူနာပြောနေတာနောက်ထပ်အလားအလာတွေလည်းများစွာနဲ့စစ်ရေးရလေဒီထက်ပေါင်းပြီးတော့တိုက်ကြအောင်ပါဗျအဲ့ဒါတည်းပိုများတယ်ပေါ့နော်ဒီခါမှာသူတို့တက်ကတော်တော်အကြက်တဲလဲကြုံတယ်အဲ့ဒီခါကျတော့ပြီးတော့သူတို့ရဲ့ခေါင်းကိုင်ဖခင်ကြီးရဲ့လုပ်ငန်းလမ်းညွှန်မှာလဲဒီချိန်ကြရင်ဒီကလန်ဒါတွေလောက်အောင်ဆိုအကုန်ပါတယ်အဲ့တော့ကျွန်တော်တို့ဘက်ကခေါင်းကိုင်ဖခင်ကြီးဆိုတာကျွန်တော်မရှင်းလို့ပါဘယ်သူ့ကိုပြောရလဲပြည်သူလူထုကိုပြင်းပြလင်းလင်းသိအောင်ရှင်းပြပေးပါသူတို့အမှန်တမ်းအားကိုးနေရတဲ့အိန္ဒိချင်းအင်အားကြီးတိုင်းပြည်ကြီးပေါ့ဗျာကျွန်တော်တို့ကမပြောရစရာမရှိဘူးဒီနာမည်တို့ပါစမှာပြောရတာကတော့တော်တော်ကြီးကိုမတည်ဘူးဗျအဲ့တော့အဲ့ဒီလိုသူတို့ရဲ့အိန္ဒိချင်းနိုင်ငံကြီးကဟလာခေါင်းကိုင်ဖခင်ကြီးကညွှန်ကြားတဲ့အထက်မှာလည်းဒါတွေပါတယ်အဲ့တော့သူကခုနလိုအခက်အခဲအကြက်တဲတွေတိုက်ပွဲတွေဂျားတွေကနေပြီးတော့သူအသက်ရှူချောင်မဲ့နီလန်းကိုလိုက်စဉ်းစားတာပါတယ်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့သူ legitimacy တအားလိုချင်နေတယ်ဗျာနော်တရားဝင်ဖြစ်မှုအတွက်သူ့ကိုဒီလောက်လုပ်ပေးလိုက်ရင်တရားဝင်ဖြစ်မလားဆိုတဲ့ဟာကိုလည်းသူကစိတ်ကူးရင်အိမ်မက်တယ်တော်အဲ့ဒါကြောင့်မလို့သူကစပြီးတော့ပေးကြည့်တာပြောရမယ်ဆိုရင်ဒါကအပိသက်လည်းမဟုတ်ဘူးဒါပေမဲ့ဒါကိုကျွန်တော်တို့ကဆက်မျောနေစရာမလိုဘူးတော့ကျွန်တော်ပြောတာကျွန်တော်တို့ကမျောရမယ်ဘဝတွေမဟုတ်ဘူးဖန်တီးယူရမယ်သူတွေဖြစ်တယ်ဆိုတာပြောတာဒါကြောင့်မလို့ဒီဥစ္စာအဲ့တော့သူတို့ကျေးဇူးတင်ပါတယ်ဆိုတဲ့ဟာမျိုးသူတို့ကြိုးစိုးပါတယ်ဆိုတဲ့ဟာမျိုးတွေမလိုဘူးတကယ်ကမတရားဖန်ခံရတွေလွတ်လာတာဆိုတာကတော့ကောင်းတာကြီးပဲပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ခုနပြောသလိုဗျာနော်ရှင်းနေရမယ်အမြင်မှာဒါဒီတိုက်ပွဲကြောင့်ရလာတာဖြစ်တယ်တနာပေးတနာလိုက်တာမဟုတ်ဘူးဆိုတာတော့မြင်ရလိမ့်မယ်ဗျအဲ့တော့အခုခုနပြောထားတဲ့အထက်မှာတရားဝင်မှုကိုဖြစ်မလားဒါကိုသူတို့တိတ်လိုချင်လို့ဒီလိုတမရာကြီးဦးမြင့်ကိုလွတ်ပေးတယ်ဆိုတော့အဲ့လိုလွတ်ပေးလိုက်ရောတရားဝင်မှုကရမှာလားခင်ဗျားကြည့်လိုက်ပေါ့အဲ့ဒါကရက်ပိုင်းအတွင်းမှာသူကြည့်ရမှာကသူကအထစ်တွေအစ်စ်နေအများကြီးခြံပြီးတော့သူကစားနေတာကျွန်တော်ပြောချင်တာဗျာနိုင်ငံရေးမှာကျွန်တော်စိတ်မကောင်းတဲ့တစ်ချက်ကရှင်းလင်းလောက်ကြတာမဟုတ်ပဲနဲ့အဲ့ဒီပလေးတယ်ဆိုတာရယ်ဂိမ်းဆိုတာရယ်အဲ့ဒါကျွန်တော်တစ်သက်လုံးမှာကျွန်တော်မခံမရနိုင်အဖြစ်အဆုံးကိစ္စပဲဗျနိုင်ငံရေးဆိုတာဂိမ်းပါကွာဆိုခင်ဗျလူတွေရဲ့အသက်တွေဘဝတွေကိုကစားတယ်ဆိုတာဘယ်တော့နာကျင်မှုကောင်းလဲဗျအဲ့ဒါလည်းစနစ်ဆိုးတစ်ခုပဲဗျတကယ်ကโอเคအခုလေနော်သူတစ်ဆက်ထဲမှာပေါ့နော်တကယ်လှုပ်ရမဲ့လူတွေကိုခြံထားတယ်ဆိုတဲ့ကိစ္စတွေကသူကဒါနဲ့အခြေအနေဟန်ရင်သူဖြတ်ပလိုက်မယ်အခြေအနေမဟန်ဘူးဆိုလို့ရှိရင်နောက်တစ်ဆင့်ကျွန်တော်တို့တကယ်လူလူခေါင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စန်းစုကြည်လို့လားပုဂ္ဂိုလ်မျိုးကိုအကျယ်ချုပ်သွားမယ်
အကျယ်ချုပ်ကနေပြီးတော့မှလူတွေကကျေနပ်သလားသူ့ကိုဟာတခါတည်းကောင်ရရောတော့ပါနဲ့ပြေးလာပြီးတော့ပွဲတော်ကြီးလို့ဒီအဲ့ဒီအခုအတူရောင်သမရကိုပေါ့နော်အတူအရောင်အခုဒီစစ်ကောင်စီကအယောင်ဆောင်ထားတဲ့သူတွေစီကိုနိုင်ငံတကာကနေအပြေးလွှတ်ရောက်လာမလားရောက်လာမယ်ဆိုရင် तू အဲ့ဒီကနေအဲ့အဆင့်ကနေမတက်တော့ဒီလိုလာမယ်အဲ့လိုမှမဟုတ်လို့ဒီလောက်နဲ့မရဘူးလို့ပြောကြလို့ရှိရင်ဘာလို့မှလဲဆိုတော့ခင်ဗျာ तू စိတ်ကြိုက်လူကိုရွေးပြီးတော့သွားတွေ့ခိုင်းမယ်ဒါတွေကကျွန်တော်တို့စိတ်ကူးရင်နေတာမဟုတ်ဘူးနော်ဒါ तू တစ်သက်လုံးဒီတစ်ခွက်ပဲလှုပ်တတ်တာအဲ့တော့အဲ့ဒီချိန်မှာဟာလားဟိုပေးပြီးတော့တွေးလိုက်တဲ့လူကိုပြန်ချက်ချင်းပြန်ထွက်လာတာနဲ့အဝါကနေပြီးတော့သူကိုယ်တိုင်ကြိုးကင်ချဲလဲနေတဲ့မီဒီယာတွေနဲ့အမေးအဖြေလှုပ်ချင်အောင်ဆောင်ပြီးတော့သူတို့လိုချင်တဲ့ခေါင်းစဉ်ကိုတင်လိုက်မယ်အဲ့ဒီချိန်မှာကာယကရှင်ဖြစ်တဲ့ဒီပြည်သူခေါင်းဆောင်လူလူခေါင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာတကယ်ပြောတာမပြောတာတဲ့သူတို့လိုရာဆွဲပြီးတော့ရေးလိုက်တဲ့အပေါ်မှာလူတွေဝေဝါးသွားနိုင်တယ်ဒါမျိုးတွေသူတို့လောက်ကြအောင်ပါနော်အဲ့တော့ဒီအကွက်တွေအားလုံးဟာအဲ့ဒီကနေပြီးတော့မှသူတို့တဆင့်ပေါ့နော်ဖြီတယ်လျှော့တယ်ဆိုတဲ့ပုံစံတွေပြပြီးတော့ဘာလုပ်မှလဲဆိုတော့စာမျက်နှာအသစ်ဖွင့်ပြီးဆိုတဲ့စကားလုံးယူသုံးပါအမှန်ကစာမျက်နှာအဟောင်းပြစာမျက်နှာအဟောင်းကိုဟောင်းလုံးလို့ဖန်တရားတွေခောက်ရိုးကျိုးစုပ်ပြတ်နေတဲ့အဟောင်းယူဝဲသူတို့ပြန်ဖွင့်ပါအဲ့ဒါကြီးကိုဟာဘာလဲက2008အောက်ကိုပြန်ဝင်ခိုင်းမယ်ဗျာဟာလားလက်နက်ကိုင်ဒေါ်လာရေးကိုစွန့်လွတ်ခိုင်းမယ်ဗျာစသဖြင့်ပေါ့နော်အဲ့ဒီကနေပြီးတော့သူ့ကိုလည်းသမရဖြစ်သိမဲ့ပြုခိုင်းအောင်ဗျာခင်ဗျာစဉ်းစားကြည့်အဲ့ဒါတွေကသူတို့ဘက်ကဆင်ထားတဲ့အကွက်တွေဖြစ်တယ်ဘာနဲ့လဲဆိုတော့ငိမ့်ချမ်းရေးဆိုတဲ့တကားရေးအုပ်ပြီးတော့အောက်မှာပေးထားတဲ့အစိတ်အဲ့ဒါကိုသူတို့တိုက်ကြွေးမှာဗျနော်အဲ့ဒါအတွက်သူတို့ပြင်ဆင်နေတာသူတို့ကဘာကြီးကသူတို့ကို legitimacy ခေါ်တဲ့ဟာလားတရားဝင်ဖြစ်မှုပေးသည်ဖြစ်တယ်မပေးသည်ဖြစ်တယ် तू ကတော့အဲ့ဒီအတွက်ကစားနေတယ်ဆိုတာကိုထပ်ပြီးတော့ကစားအောင်မယ်ဆိုတာကိုဆိုလိုတာဖြစ်တယ်အဲ့တော့အခုလုပ်တဲ့အခင်းချင်းကဒီ2000ဟာပေါ့နော်17ဒီပထမဦးသိန်းစိန်အစိုးရလက်ထက်ကလိုမျိုးဖြေလျှော့တယ်ဆိုတဲ့အခင်းချင်းမျိုးဒါဖန်တီးတဲ့သဘောလားပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတော့သူ့ကိုတရားဝင်မှုရအောင်လုပ်တဲ့သဘောလို့ပြောလို့ရတာကိုဒီရဲ့အခင်းချင်းနဲ့2017တုန်းကသမရဦးသိန်းစိန်အခင်းချင်းပုံစံအချိုးမျိုးချိုးတဲ့သဘောလားဒါရောဘယ်လိုမှတ်ချက်ပြုလို့ရဟိုသူတတ်နိုင်လို့ရှိရင်တော့အဲ့ဒီလိုဖြစ်ချင်တာပေါ့ဒါပေမဲ့ဖြစ်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့လူတွေအတွက်ကတော့တိတ်ပြီးတော့ရိုးလို့နဲ့အကွက်တွေဖြစ်နေတယ်နောက်တစ်ခုကကြတော့အခြေအနေတွေကတူမတူဘူးဗျဒီတခါသူဓမြတိုက်ပြီးတော့လှုထားတာမနေ့တနေ့ကလောက်ပဲကျွန်တော်တို့စီမှာအားလုံးမှတ်မိနေကြတဲ့ကိစ္စတွေဗျနော်ပြောချင်တာတော့ဗျ तू ကလှုပ်ချင်တာတော့ तू ကဓမြတိုက်ရပါပစ္စည်းတွေကိုရတနာဆိုင်ဖွင့်ပြီးတော့ तू ကpromotion လုပ်ချင်တာခင်ဗျာအစင်လာကြည့်အဲ့ဒါကိုကျွန်တော်တို့လူခံထားတဲ့ပြည်သူတွေကနေပြီးတော့သူ့ရဲ့ကိုလူထားတဲ့ကိုစီကလူသွားတဲ့ပစ္စည်းတွေနဲ့ရွှေဆိုင်ဖွင့်တာကိုသွားပြီးတော့ promotion လုပ်ကြမှာလားဒါပဲမိန်းကုန်းကရှိတယ်လေဒီဟာကိုတော့ရှင်းနေပြတ်နေဖို့လိုတယ်ဗျာနော်အဲ့ဒါကရှင်းနေလို့ရှိရင် तू ဘာမှလုပ်လို့မရဘူးဗျာဘာဆိုဘာမှလုပ်လို့မရဘူးသူတို့ပေါ့ဗျာနော်ဒီဟိုပါပေါ့နော်အခုလက်ရှိအချို့ကပြောကြတာပေါ့နော်ဒါဒေါအောင်ဆန်းစုကြည်လွတ်လာမယ်ဒီနိုင်ငံရေးကျင်းသားတွေလွတ်ပေးလိုက်လို့ရှိရင်ဒါလက်ရှိလက်နက်ကင်လမ်းစဉ်နဲ့ NUG ကသွားနေတဲ့လမ်းစဉ်တွေတကူຫນွေဦးတော်လိုင်းကဘယ်လိုဖြစ်မှာလဲပေါ့နော်ပြည်သူတွေကရောဘယ်လမ်းကြောင်းကိုလိုက်ရမှာလဲပေါ့နော်ဟိုပါပေါ့တော်လိုင်းဆက်လုပ်ရမှာလားဒီလိုမျိုးဟိုပါပေါ့နော်ဒီနိုင်ငံရေးလမ်းကြောင်းပေါ့နိုင်ငံရေးလမ်းကြောင်းကိုဆက်သွားရမှာလားဘာကိုလုပ်ရမလဲပေါ့ပြည်သူတွေအတွက်ပေါ့ဘယ်လိုရှင်းလင်းတဲ့သတင်းစကားမျိုးပေးလို့ရလဲဒီချိန်မှာကျွန်တော်တို့နှစ်မျိုးရှိတယ်ဗျာဒီလားအဲ့ဒါကဘာလဲဆိုတော့နိုင်ငံရေးမှာစုသူတွေထဲမှာနှစ်မျိုးရှိတာကိုပြောတာပြည်သူလူထုကတော့ရှင်းတယ်ဗျာဒီလက်နက်ကန်ဒေါ်လာရေးအထိကိုအားပေးပြီးတော့လိုက်ပါနေကြတာပဲเนาะကျွန်တော်ပြောချင်တာဗျာဟိုကာယကဝစီကမနောကန်၃ပါးမှာရတယ်လို့ပါနေကြတာဗျာဒါကိုကျွန်တော်ပြောတာအဲ့မဲ့နိုင်ငံရေးသမားလို့ကိုပြောထားတဲ့လူတွေကကြတော့ဒေါ်လာရေးကိုလက်နက်ကင်မှာဒေါ်လာနဲ့ကွာရှင်းတယ်ကွာဆိုပြီးတော့ပြောင်ပြောပြီးတော့ဒေါ်လာနဲ့လူတွေရှိသလိုကျွန်တော်တို့ကျမတို့ကတော့အကျမ်းမဖက်တဲ့နီးပါပဲလို့အဲ့ဒီစကလုံးကိုယူလိုက်ပြီးတော့ပေါ့နော်အဲ့တော့လက်နက်ကင်ဒေါ်လာရေးဆိုတာအကျမ်းဖက်တာလားဆိုတဲ့ဘက်ကိုစဉ်းစားမိလောက်အောင်ကိုဖြစ်သွားစေတယ်ဒါကရောင်မှားသွားစေတယ်အမှန်လက်နက်ကင်ဒေါ်လာရေးကတကဘာလုံးမှာလုတ်ခဲ့ကြတာပဲခင်ဗျာဒီအမေရိကန်ပြည်တော်စုကအစလက်နက်ကင်ဒေါ်လာရေးနဲ့တွာလာခဲ့ကြရတာနော်လွတ်လပ်ရေးယူခဲ့ကြရတာဆိုတော့အဲ့ဒါကဒေါ်လာရေးကဒေါ်လာရေးနော်ဟို terrorist က terrorist နော်ဒါကိုတော့သဲကွဲဖို့လိုတယ်ဗျဟုတ်ပြီအဲ့ဒီမှာကိုတော်လာရေးလှုပ်လာတဲ့ရည်ရွယ်ချက်နဲ့
နော်အကြောင်းရင်းကိုနားလည်မယ်ဆိုရင်ဘာမှအဲ့ဒီစစ်အုပ်စုကိုသွားပြီးတော့အထူးသဖြင့်စစ်ရာဇဝတ်ကောင်တွေနဲ့ဘာမှလက်ဆွဲနှုတ်ဆက်တာအကြောင်းကိုမရှိဘူးဒီလိုပြောတော့ခင်ဗျာကျွန်တော်တန်တရားရှည်ခြင်းလို့လားမြန်မပြီးချင်တာမျိုးပြီးချင်တာပေါ့ဒီကနေ့တော်လိုင်းရေးအောင်စေချင်တာပေါ့ဒါပေမဲ့အဲ့ဒါဒီအားလုံးကတော်လိုင်းရေးအောင်တာမဟုတ်ဘူးတော်လိုင်းရေးကိုအဆုံးသတ်ပလိုက်တာဘယ်လိုပြောရမလဲဆိုတော့တော်လိုင်းရေးကိုမအောင်မြင်မဲနဲ့တော်လိုင်းရေးကြဆုံးသွားအောင်လုပ်တဲ့ပုံစံတွေသာဖြစ်လိမ့်မယ်ဘာကြောင့်လဲကျွန်တော်တို့လူရင်းကပါလဲဓမြတိုက်သွားတဲ့ကောင်တွေဟာတစ်အချက်နိုင်ငံတော်အာဏာကိုလူယူခဲ့တယ်တေးကြတဲ့ဒါနိုင်ငံတော်ပုံကမှုအဲ့ဒီမှာတွေကိုကိစ္စပြတ်နေပြီအဲ့ဒီတင်မကဘူးခင်ဗျားစဉ်းစားကြည့်လိုက်ဟိုမြေလမ်းပေါ်မှာမြတ်သွဲခံရအစဗျာနော်ဟိုမန္တလေးကကျဲစင်လေးလို့ပြစ်တက်ခဲ့တာနာမည်တွေတန်းစီရွတ်ရင်တော့ကျွန်တော်တို့မိုးလင်းသွားမယ်အဲ့ဒီလိုပဲစစ်ကြောရေးစခန်းမှာတက်ခဲ့တာတွေခင်ဗျားတိုးစင်ပေါ်တင်ခဲ့တဲ့လူတွေထောင်ကနေပြီးတော့ထွက်ပြေးပါတယ်ဟလာဟိုဒီတိုင်းတတ်လို့မရတော့ကျိုးပေးပြီးတော့တတ်တော့ကဘာကြီးဝိုင်းអော်ကြတဲ့အခါမှာထောင်ပြောင်းတယ်လို့လုပ်ပြီးတော့လမ်းမှာထွက်ပြေးပါတယ်ဆိုပြီးတော့ပြစ်တက်လိုက်တဲ့မတ်နိုဘယ်အေးတို့လို့ဒါကျွန်တော်နမူနာတွေပြောနေတာနော်တိတိကျကျစဉ်းစားကြည့်ပါနောက်ပြီးတော့ကျွန်တော်တို့အလင်ကားကျဲဆရာတော်ဦးတော်ပြီးတာလို့ကြည်စမ်းနှစ်စေလို့ထောင်ကလွတ်တဲ့နေ့မှာပဲသူတို့ကိုယ်တိုင်လာခေါ်သွားပြီးတော့လက်စတုံးဖြောက်ပစ်တာကြီးခင်ဗျာဘလောက်နာကျင်စရာကောင်းလဲဘလောက်နာကြီးစရာကောင်းလဲဆိုတာကျွန်တော်တို့ကဓာတွေကိုခံစားချက်အကြောင်းကိုပြောနေတာမဟုတ်ဘူးဗျဓာတွေကိုဘသူကတရားစီရင်မှလဲရွာတွေကိုဘုံကျဲခဲ့တာဗစီကြီးကိုကြည့်မလားခင်ဗျပြောမယ်ဆိုလဲတန်းစီပြီးတော့အများကြီးရှိတယ်တိုင်းသားဒေသတွေမှာအဲ့ဒီလောက်ရက်တွေကိုဘသူကတရားစီရင်မှလဲအဲ့ဒါတွေတရားမစီရင်ဘဲနဲ့ရစကောင်းသလားဒါဆိုရင်ကဘာကြီးဟာနော်တရားလွတ်မိမိမှာလက်နဲ့ရှိတိုင်းစိတ်ကြိုက်ရန်ကားပြီးတော့တတ်ဖြတ်ပြီးတော့အချိန်တိုင်းငါလာပြီးလက်ဆွဲနှုတ်ဆက်ရမှာပဲဆိုတဲ့သင်္ကေတကိုကျွန်တော်တို့ပေးလိုက်သလိုဖြစ်သွားမှာပေါ့ဒါကိုကျွန်တော်ပြောချင်တာတန်တရားလဲတယ်ဆိုတာအဲ့ဒါမှထက်လဲမှာအစိုးကြောတဲ့တန်တရားထက်လဲမှာကျွန်တော်တို့ကဖြတ်ကိုဖြတ်ရမှာဖြတ်ရမယ်ဆိုတဲ့နေရာမှာခုနလိုစစ်ရာဇဝတ်မှုကြီးကျူးလွန်ခဲ့တဲ့သူတွေကိုတရားစီရင်ရမယ်ပြီးရင်နောက်ကိုဘယ်တော့အခါမှစစ်တပ်ဟာနိုင်ငံရေးမှာဝင်မလျှောက်ပါဘူးဆိုတဲ့ဂတိကိုတရှိရပဲဒါတွေအားလုံးကကျွန်တော်တယောက်တည်းတီထွင်ပြောနေတာမဟုတ်ဘူးတိုင်းသားတွေနဲ့နော်ဘုံသဘောထား6ချက်ထဲမှာအတူတူပါပြီးသားတွေဒါတွေဟာအနာဂတ်နိုင်ငံတော်အတွက်အာမခံချက်တွေရှိကိုရှိရမယ်မဟုတ်ရင်တော့ခုနပြောသလိုဟုတ်လားကျွန်တော်တို့အဲ့ဒါတွေမရောက်မချင်းရတော့တော်လာရေးကိုကြိုက်မကြိုက်ဗျာနော်စစ်နှွှဲနေရတာတိုက်နိုင်လို့ဒီအခွင့်အရေးတွေရလာတာလို့ကျွန်တော်ပြောပြီးပြီနော်အဲ့တော့ဟုတ်လားခင်ဗျားတို့စကားပဲပြောမယ်တော်လာရေးမလုပ်ဘူးလက်နက်ကင်ဒေါ်လာရုပ်အကုန်စုစကားပဲပြောမယ်ဆိုတဲ့လူတွေအတွက်ကတော့ခင်ဗျာအတိတ်ကသင်ခန်းစာတွေခင်ဗျားတို့မလုံလောက်သေးဘူးလားဒါမှမဟုတ်ရင်နောက်ထပ်ပေါ့နော်စစ်ရာဇဝတ်တွေကျူးလွန်ခွင့်ရှိတယ်လို့ခင်ဗျားတို့ကိုယ်တိုင်ကသဘောတူပြီးတော့ခင်ဗျားတို့ကိုယ်တိုင်အဲ့လူတွေလက်ဆွဲနှုတ်ဆက်မှာလားဒါပဲမေးစရာရှိတယ်ဗျာပြည်သူလူထုကိုတော့ကျွန်တော်တို့ကမျက်ခြေမပြတ်ဖို့ကဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ခေါင်းဆောင်တွေလွတ်တည်ဖြစ်စေမလွတ်တည်ဖြစ်စေကျွန်တော်တို့တိုက်ပွဲကတော့ဝင်နေရမှာဒါသည်တိုက်ပွဲမှာပျော်နေလို့ပြောတာမဟုတ်ဘူးတိုက်နိုင်မှရတယ်အတနာခံလို့မရဘူးပါဇက်နဲ့ပြောလို့မရဘူးဆိုတော့ကျွန်တော်ချိန်ဖန်များစွာကြုံပြီးပါပြီဗျာနော်ဒါတော့ကိုယ်ပိုင်ဆုံးဖြတ်ကြပါလို့အပူပြောသွားတဲ့အထက်မှာပါတယ်ဒီတော်လန်ရေးရဲ့အနိမရည်မှန်းချက်တွေနော်ဒါတွေကိုပြည်သူလူထုလည်းမှတ်ထင်နေရှိအောင်ဟိုပါပေါ့တစ်ချက်ချင်းစီပေါ့ပြန်ပြီးတော့ရှင်းပြလို့ရမယ်အခုကပြောသွားတဲ့အထက်မှာတော့စကားထဲမှာတော့တစ်ခုချင်းစီရှင်းပြသွားရှိဒါပေမဲ့တေးသေးချာချာတော်လန်ရေးရဲ့ကျွန်တော်တို့အောင်ပွဲဟာဒါတွေရမှကျွန်တော်တို့တော်လန်ရေးအောင်မဲဆိုတဲ့ဟာပြောနော်တိတိလေးလေးနဲ့ထင်ထင်ရှားရှားရှင်းပြလို့ရတာကျွန်တော်တို့ဗျာအဓိကတော့ဆေးရနာရှင်စနစ်ကိုချုပ်ငိမ့်ပြီးတော့ဒါစာစကားတွေနော်โอเคFederal Democracy နိုင်ငံသစ်ကိုအာမခံနိုင်တဲ့တည်ကြတဲ့အခင်းချင်းရှိရမယ်ပေါ့နော်အဲ့တော့အဆက်အလက်ရှင်ချုပ်ငိမ့်ဖို့ဒါဒီတိုင်းမရဘူးဆိုတာကျွန်တော်ပြောနေတာခုနလိုကျူးလွန်ခဲ့တဲ့သူတွေကိုအပြစ်မပေးဘူးတရားမစီရင်ဘူးဆိုရင်တလောကလုံးကစိတ်ကြိုက်ကျူးလွန်ကုန်ကြမှာပေါ့ကျွန်တော်ဒီဒါဒီချစ်ချင်းမုန်းချင်းကြောင့်ပြောနေတာမဟုတ်ဘူးလောကကိုတကယ်စောင့်ရှောက်ကြမယ်တရားကိုဆုံးရှုံးခံလို့မရဘူးလို့ကျွန်တော်ပြောနေတာအဲ့ရနေပြီးတော့မှကျွန်တော်တို့ဖိနှိပ်ချုပ်ချယ်ထားတဲ့အခွင့်အထူးခံထားတဲ့2008ဖွဲ့စည်းပုံကိုအပြီးဖြတ်သိမ်းပြီးတော့ဖွဲ့စည်းပုံအသစ်ပြန်ဆွဲရမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တိုင်းသားတွေနဲ့ကျွန်တော်တို့နဲ့သဘောထားညီတဲ့နော် Federal Democracy ပြည်တော်စုတစ်ခုကိုအသစ်တည်ထောင်မှုတဲ့ဖွဲ့စည်းပုံအသစ်တွေရေးရမယ်အခုနလိုပဲအဲ့မှာအာမခံချက်ကကျွန်တော်ခုနပြောပေးပြီလေနော်စစ်တပ်အပါအဝင်လက်နက်ကိုင်အဖွဲ့အစည်းတွေကနိုင်ငံရဲ့အာဏာ
လာမပတ်သက်ရဘူးကိုယ့်ရဲ့လုံခြုံရေးကာကွယ်ရေးကိုတာဝန်ယူရမယ်စသဖြင့်ပေါ့ဗျာဒါတွေကတယောက်တည်းသဘောနဲ့အပြီးချောသွားတာမဟုတ်ဘူးဒါအခြေခံအချက်လက်တွေဖြစ် အဲ့တော့ဒီတခြားတစ်ဖက်မှာလည်းပဲတိုင်းရင်းသားတွေဘက်ကနေပြီးတော့ဒါတချို့တိုင်းရင်းသားအဖွဲ့တွေကဒီလက်ရှိစစ်ရာဇဝတ်ကောင်မင်းအောင်နိုင်ပေါ့နော်အကြမ်းဖက်မင်းအောင်နိုင်ကိုကျူလိုပါတယ်သမရဖြစ်တာကိုကျူလိုပါတယ်ဆိုပြီးတော့နိုင်ငံရေးဆွေးနွေးကိုမျှော်လင့်ပါတယ်ဆိုပြီးတော့ကြေညာချက်ထုတ်နေတာရှိတယ်ဆိုတော့အဲ့လိုမျိုးစစ်ရာဇဝတ်ကောင်နဲ့ကျူလိုပါတယ်ဆိုပြီးတော့ကြေညာချက်ထုတ်တဲ့အပေါ်မှာရောအခုအနေနဲ့ဘယ်လိုမှတ်ချက်ပေးလို့ရ တကယ်တော့လူတွေကမသိတာတော့မဟုတ်ဘူးဗျနော်အဲ့မှာမယုံရင်ခင်ဗျားတို့အနီးကပ်ပြီးတော့မေးကြတဲ့အခါမှာကျွန်တော်မှလည်းမလွန်ဆန်နိုင်တဲ့အကြောင်းတရားတွေရှိပါတယ်ဆိုပြီးတော့ပြောကြအောင်ပါပဲဘာကြောင့်လဲဆိုတော့ဒါဆိုရင်တကယ်ယုံလို့လုပ်တာလားမယုံမဲနဲ့လုပ်တာလားလို့ကျွန်တော်တို့မေးစရာရှိတယ်ဘယ်အဖွဲ့အစည်းကိုမဆိုတော့ဘယ်ပုဂ္ဂိုလ်ကိုမဆိုတော့နောက်ဆုံးတော့ဗျာကျွန်တော်ပြောမှာဒီခေတ်ကြီးကပြည်သူလူထုကမအားဘူးဗျာပြည်သူလူထုကဆုံးဖြတ်သွားမှာပဲဘယ်သူမဆိုပေါ့ဟလာကျွန်တော်ကအစဗျာကျွန်တော်တို့ဖောက်ပြန်ပျက်စီးပြီးဒိုတီးမဟုတ်ဟလာတော်လန်ရေးကိုကြောခိုင်းပြီးတော်လန်ရေးကိုမပါတော့ဘူးမစင်နွဲတော့ဘူးဆိုရင်အဲ့ဒီပြည်သူလူထုကသူနဲ့ထိုက်တန်တဲ့တတ်မှတ်ချက်ကိုပေးကြမှာပဲအဲ့ဒါတော့ဘယ်သူမှလည်းမကယ်နိုင်ပါဘူးเนาะဘယ်အဖွဲ့အစည်းဆိုကျွန်တော်ဒီဒါအစွဲကင်းကင်းနဲ့ပြောတာသဘောတရားအတိုင်းပဲဖြစ်မှာပဲတရားသဘောပဲဖြစ်မှာပဲလို့ကျွန်တော်နားလည်ပါတယ်ဟုတ်ကဲ့အဲ့တော့အခုနောက်ဆုံးမေးခွန်းမှာအဲ့တော့လက်ရှိအခင်းချင်းကဒီစစ်တပ်ရဲ့ရည်ရွယ်ချက်ဒီကျွန်တော်တို့မြင်နေရတာຫນွေဦးတော်လှန်ရေးနဲ့လက်နက်ကိုင်တော်လှန်ရေးကိုဖြိုခွင်းမှုသူတို့အနေနဲ့မဟာဗျူဟာကြကြလောက်လာတယ်လို့ကျွန်တော်တို့သုံးသပ်ရတယ်မြင်ရတယ်ဆိုတော့ဒီအပေါ်မှာပြည်သူလူထုအနေနဲ့ဘယ်လိုသတိထားပြီးတော့ဘယ်လိုရှေ့ဆက်ရမလဲဘယ်လိုရှုမြင်ရမလဲဘယ်လိုလမ်းစဉ်တွေနဲ့ဘယ်လိုတရားတွေနဲ့ပဂတိဆုံးဖြတ်ပြီးတော့ရှေ့ဆက်သွားရမလဲဆိုတာအခုနောက်ဆုံးဒီမိဘအနေနဲ့ဖြေကြားပြပါဦးအခုကိုဗျာကျွန်တော်တို့ line ပေါင်းစုံတင်လာပြီဆိုတာခင်ဗျားတို့တွေ့လိမ့်မယ်နော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာလို့ဆိုကိုလိုချင်တဲ့ line ကိုတင်ကြတာပဲဗျာလူတွေကအကြောင်းအရာတစ်ခုဖြစ်လာပြီအကွေ့တကွေ့အချိုးတစ်ခုရောက်လာပြီဆိုလို့ရှိရင်အလစ်မှာကိုစောင့်ကင်ထားတဲ့အရာကိုတင်ကြတော့တာပဲအဲ့ဒါဘာလဲဆိုတော့ဒီစစ်ရာဇဝတ်ကောင်တွေဖက်စစ်တွေကိုဆွေးနွေးရမယ်ဆိုတဲ့ line ထားလိုက်မယ်အဲ့ဒီမှာကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဒီပြည်သူလူထုရဲ့ခေါင်းဆောင်ရဲ့အနေအထားကိုတိတ်အရေးကြီးတယ်ဆိုတာကျွန်တော်လက်ခံတယ်အဲ့ဒီမှာဘာကိုသတိထားစီကျင်တာလဲဆိုတော့အတုံးချခံရမှာကိုကျွန်တော်စိုးရိမ်တယ်တုံးချတယ်ဆိုတာဗျာပြောရင်တော့ဗျာတလွယ်အလွဲသုံးစားလုပ်သွားတာကိုပြောတာပဲဗျာဒါပဲနော်စစ်တပ်ကလုံနိုင်တယ်လို့စစ်တပ်မဟုတ်ပဲတခြားသောအင်အားစုတွေဒါကျွန်တော်နာမည်တက်เสียမရှိဘူးဘာလို့လဲဆိုတော့သူတို့ကအသွင်သဏ္ဍာန်မျိုးစုံနဲ့ရှိနေကြလို့နော်ဘာလဲဆိုတော့သူတို့ကတကယ်ပြည်သူလူထုရဲ့တော်လှန်ရေးကိုဒါဟာအကြမ်းဖက်တာပါကွာဆိုပြီးတော့ခင်ဗျားတို့ကျွန်တော်အမြဲပြောဦးပါတယ်ဒီ peace ပုံပါတဲ့တစိမ့်ခေါင်းကြီးနဲ့ပေါ့နော်လိုက်ရိုက်တာခေါင်းရိုက်ခွဲတာအဲ့ဒါလာလိုက်အခုအဲ့အင်အားစုတွေကတတိယအင်အားစုလို့ခေါ်တဲ့အင်အားစုတွေလားအခုပြောအဲ့လောက်နဲ့မကဘူးဗျအဲ့လောက်နဲ့မကဘူးဗျဖြစ်လားဘာဖြစ်လို့လဲဆိုတော့သူကတော်လှန်ရေးမှာမပါဘူးဗျလက်နက်ကင်တော်လှန်ရေးနဲ့တကွဒီဟာကိုတော်လှန်တယ်လို့မသုံးဘူးဗျတစ်ချက်နှစ်ချက်ကဘာလို့သုံးတယ်လဲဆိုတော့ပြည်သူလူထုရဲ့တော်လှန်ရေးကိုပဋိပက္ခတို့အကြက်အတဲတို့ဆိုတဲ့စကားလုံးတွေသုံးလိမ့်မယ်နော်အဲ့ဒီကကြတော့ conflict တို့ဟုတ်လား crisis တို့သုံးပြီးတော့ကဘာကြီးကိုကျွန်တော်ကတော့ဖြင့်ဒီခက်ခဲဒီအကြက်တဲကြီးကိုဒီပဋိပက္ခကြီးကိုဖြည့်ရှင်းနေတာပါပဲဗျာဆိုတဲ့ line နော်ဒါကတလိုက်အဲ့တော့စစ်တပ်ကလည်းဘာနဲ့သွားတူမလဲဆိုရင်စစ်တပ်ကလည်းဒီလက်နက်ကင်တော်လှန်ရေးကိုရှိနေတဲ့အတွက်ကြောင့်သူလက်နက်ကင်တော်လှန်ရေးကိုပျောက်သွားစေခြင်းတယ်ကြံတဲ့ဗျာခင်ဗျားလည်းဗျာဒီသူ့ရဲ့စက်ဖနာအောက်မှာအလုံးလို့ရတဲ့ကောင်တွေအချိန်မီးဖမ်းလို့ရတာပဲဗျာသူလှုပ်ချင်ရင်ပြောတာနော်မလှုပ်ချင်ရင်လည်းသူလှုပ်ပေးထားမှာပဲသူအတိုင်းတာတစ်ခုအရာသူလိုချင်တဲ့ပုံစံဖြစ်နေတော့လှုပ်ပေးမှာပေါ့ဒါပေမဲ့ကျွန်တော်တို့အဲ့လိုနေလို့မရတော့ဘူးလေအဲ့ဒီလိုလဲနှစ်ပေါင်းများစွာကျွန်တော်တို့လူတန်းတစ်ခုလောက်ထိစူးစမ်းခဲ့ကြပြီးပြီလေဆိုတော့အဲ့ဒါပဲအဲ့တော့ဒီမှာချုပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီလူထုခေါင်းဆောင်ကိုဘယ်တော့မှလွတ်ပေးမယ်ဆိုတဲ့မျှော်လင့်ချက်ကြီးပေးထားမယ်ဆိုတာကျွန်တော်ပြောချင်တယ်လားအဲ့ဒီမျှော်လင့်ချက်ကမနေ့ပြန်ဖြစ်မလို့တပတ်ခါဖြစ်မလို့ဟာကျွန်တော်တို့ကဘာမှမလုပ်ဘဲနဲ့ငြိမ်ဆောက်နေရမလို့ဒါနော်ပြောချင်တာဗျာကျွန်တော်တို့တော်လှန်နေတဲ့အင်အားနဲ့ကျွန်တော်တို့ရဲ့စစ်ရေးရောတခြားသောနိုင်ငံရေးနီလန်ကောသပိတ်မှောက်တာကောဆန်ရှင်တွေလုပ်တာရောပိတ်ဆို့တာရောအဲ့ဒါတွေအကုန်လုံးဟာကျွန်တော်တို့က
လုတ်ကိုလုံနေရမယ်လို့ကျွန်တော်ပြောချင်တာမဟုတ်ရင်သူတို့ကဘယ်အချိန်မျိုးမှာကြာမှလွတ်ပေးမှလဲဆိုတော့နော်ကျွန်တော်ခုနပြောပြီးပြီနော်ဟိုနေအကျယ်ကျုံမှာသူကြိုက်တဲ့လူသွားလွတ်တွေ့ခိုင်းပြီးတော့ပောက်ကြရတွေပြန်ပြီးတော့ဟိုပြောတာတွေလုတ်ခိုင်းအောင်ပါနော်အဲ့ဒီကနေနောက်ဆုံးဘလို့မှမရဘူးသူလွတ်ပေးမှ2မျိုးပဲရှိတယ်သူနဲ့ line တူပါတယ်လို့သူကသူတစ်ဖက်သက်ထင်ပြီးတော့လွတ်ချင်လဲလွတ်လိုက်မယ်နောက်တစ်မျိုးကကြတော့စနစ်တကျပြင်ဆင်ပြီးမှတပရင်လို့ကြိုပြင်ထားပြီးတော့မှတက်ကွင်းထဲကိုကြာမှအဲ့တော့လူထုနဲ့တွေ့ခွင့်ပြုတယ်ဆိုပြီးတော့လွတ်လိုက်မယ်ဒါပေမဲ့သူ့ဘက်ကဆိုလို့ရှိရင်ကြည်စဉ်းစားရင်လည်းဒါပဲသူလုပ်ရမှာလေဗျာဘသူကစိတ်စေတနာအမှန်နဲ့စိတ်စေတနာအမှန်တိုင်းရှိရင်ဖမ်းကြမှာမလို့လားအဲ့အာနာတော်သိမ်းကြမလို့ဆိုတော့အဲ့တော့သူကပြန်ကောက်မယ်နော်ကျွန်တော်တို့အခုကသူတို့ဒီသဘောထားပြော့ပြောင်းသွားပြီဆိုတဲ့ guide ကိုဖမ်းနေပြီနော်စပြီးတော့နော်ဆိုတော့စိတ်စေတနာအကြောင်းတွေပြောနေပြီလေခင်ဗျာသမရာကြီးကိုပြန်လွတ်တဲ့ခါကျတော့မတရားဖမ်းခဲ့တဲ့လူကိုပြန်လွတ်တာတော့မှခင်ဗျာလူနာမည်မှာဥမတက်ပဲနဲ့ဘလောက်ရိုင်းဆိုင်ရက်ဆက်တယ်လဲဆိုတာခင်ဗျာတွေ့လားကြေညာသူတို့ရဲ့ဒီပြန်တန်းထဲမှာနော်နိုင်ငံတော်သမရာတယောက်ကိုပြန်လွတ်တဲ့နေရာမှာဥတော်မတက်ဘူးသမရာတွေလည်းမခေါ်ဘူးဆိုတော့ခင်ဗျာအဲ့ဒါတကယ်တရက်ခံဆိုတဲ့ပုံစံနဲ့သူတို့လောက်တာဒါအတွင်းစိတ်အဲ့တော့ဟာသဘောကောင်းသွားပါပြီသဘောထားပျော့ပြောင်းသွားပါပြီဆိုပြီးတော့ guide ကတော့ဖမ်းပါအဲ့တော့ကျွန်တော်မေးမယ်ခင်ဗျာတချို့တော့ဟလာဟိုသေတံကြနေတဲ့အကျဉ်းသားတွေကိုလည်းတသက်တကြွဆိုပြီးတော့သူလျှော့ပါတယ်ပေါ့နော်ဒါဆိုရင်ကိုဂျင်မီတို့ကိုဖြိုးစရာတော်တို့အပါဝင်4ယောက်ကိုကျိုးစင်တင်ခဲ့တော့ဘာကြောင့်ဒီလိုမလုပ်ကြလဲမေးစရာတွေရှိတယ်နော်လူတွေကစဉ်းစားမှရိုးရိုးလေးဗျသူ့ရဲ့အခက်ခဲသူ့ရဲ့အကြက်တဲအရာသူကမိုက်ပြရမယ်သူ့အေးနဲ့ရက်ဆက်ရဲတယ်ဆိုတော့ဟလာငါတို့အဖကွာတတ်ရဲတယ်ဆိုတာကိုပြဖို့လိုတဲ့အချိန်မှာ तू လုတ်ခဲ့တယ်အခုကကြတော့ तू ကမျက်နှာဖုံးကောက်စွတ်တာပဲဗျဒါနော်တီလာကြောင်မျက်နှာဖုံးနဲ့ဒါကျွန်တော်လည်းပြောတာကျွန်တော်တို့ဒီအစိုးမြင်နဲ့မျက်စိမိတ်ပြီးတော့ညင်းနေတာမဟုတ်ဘူးသမိုင်းနဲ့မနေ့တနေ့မှဖြစ်ခဲ့တဲ့ဖြစ်ရတယ်နဲ့အကုန်ပြန်ခြုံကြည့်ပါကျွန်တော်တို့ရုံစရာကောင်းတဲ့လူတွေလားကျွန်တော်တို့အဆုံးထိတိုက်ရမယ်စနစ်လားဆိုတာကိုဒါတော့သုံးသပ်တွေးခေါ်ကြဖို့လိုပါတယ်အဲ့တော့တော်လည်းရင်ဘက်ကနေပြီးတော့စုဖွဲ့မှုအားကောင်းကောင်းနဲ့တော့ပြင်ဆင်ပြလိုက်တဲ့အခါမှာတိုက်ပွဲတွေဝင်တဲ့အခါမှာအခုလိုအသီးပွင့်တွေကိုစတွေ့ရတာဖြစ်တယ်ဒါဟာကြံချုပ်ပြီးတောင်းတာကိုတနာလို့ပေးတာမဟုတ်ဘူးတိုက်နိုင်လို့ရတဲ့ရလဒ်ဖြစ်တယ်လိုအပ်တဲ့ဆက်ပြီးတော့တိုက်ပွဲကိုဝင်ရမယ်အဲ့ဒီအတွက်ကြောင့်เนาะပြည်သူလူထုအပါဝင်ပေါ့ဗျာကျွန်တော်တို့ကတော့ပြည်သူလူထုပဲရှိတာပဲဗျာပြည်သူလူထုရဲ့စဉ်းစားဖို့ကောင်းပါတယ်ဘာလဲဆိုတော့ဘယ်လိုအစဉ်အလာမျိုးကိုယုံကြည်ရမှာလဲဘယ်လိုပုံကိုဘယ်လိုစုဖွဲ့မှုမျိုးကိုပြည်သူလူထုယုံကြည်လဲဆိုတော့လွတ်လပ်ဆုံးဖြတ်ပါစေလို့ကျွန်တော်ဇာနာပြုတယ်ဗျာနော်အခုနောက်တစ်ခုကဒီနိုင်ငံတကာရောအခုရဲ့သတင်းစကား message ပေါ့နော်ဘာပြောချင်လဲနိုင်ငံတကာရောအခုအချိန်မှာပေါ့နော်အခုချိန်မှာဒါကျွန်တော်တို့ကသူတို့ကျူးလွန်ခဲ့တဲ့ရှိရာစုမှုတွေအတွက်အဲ့ဓာတွေကိုအားလုံးကိုတင်မုန်းချေတယ်ဆိုတဲ့စကားလုံးမျိုးနဲ့နော်လောကကြီးမှာတကယ်လို့ရစကောင်းရဲ့လားခင်ဗျာဒုတိယကမ္ဘာစစ်တုန်းကမှတ်မိရလားဗျာမှတ်မိကြပါတယ်ဗျာရူဒိုဟက်ဗျာနော်ဟစ်တလာရဲ့ဒုဥက္ကဋ္ဌဗျာအင်္ဂလန်ကိုထွက်ပြေးသွားပြီးတော့ဘက်ပြောင်းလိုက်တယ်ဗျာကဲအဲ့ဒီရူဒိုဟက်ကိုခင်ဗျားတို့ခွင့်လွှတ်ခဲ့လားအပြစ်ပေးခဲ့တာပဲမဟုတ်လားကျွန်တော်ပြောတာဘာကြောင့်လဲခင်ဗျားတို့လည်းချစ်ချင်းမုန်းချင်းကြောင့်မဟုတ်ဘူးလို့ကျွန်တော်နားလဲတယ်နော်ဒါစစ်ရာဇဝတ်ကောင်တွေဖြစ်တဲ့အတွက်ကြောင့်စစ်ရာဇဝတ်ကောင်တွေလို့တော့ပြုတ်မှုရမှာပဲအေးပါဗျာဒါကျွန်တော်တော်တော်ထင်ရှားတဲ့ဥပမာလို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ပါကိုအဲ့တော့ကျေးဇူးတင်ပါတယ်ကိုအခုလိုမျိုးအချိန်ပေးပြီးတော့ဖြေကြားရတဲ့အတွက်ကြောင့်ကျွန်တော်လည်းဗျာဒီနေ့ဒီချိန်မှာလူတွေကဒါကိုဟလာအသစ်အစမ်းတစ်ခုလို့ဒိုတီးမဟုတ်တကယ်အပြောင်းလဲအစ်စ်အမှန်ကြီးလိုနဲ့ခုနကနိုင်ငံတကာရောပေါ့ဗျာနော်ပြောပြီးတော့ပြောင်းလဲပါပြီဆိုဝေးဝါဆိုတော့ရှေ့က online နောက်ကနေခုံကြီးတွေမချလာပြီးတော့ဝင်ထိုင်မှုပြင်နေကြတဲ့သူတွေအတွက်တော့ပြောချင်တာနော်ဒါဟာစာမျက်နှာအစ်စ်မဟုတ်ပါဘူးတကယ်ကိုခောက်ရိုးကျိုးနေတဲ့အဟောင်းကြီးလေခင်ဗျားတို့မမှတ်မိဘူးလားခင်ဗျားတို့ကြောမှာဒဏ်ရာတွေမရှိဘူးလားခင်ဗျားတို့ရင်ပတ်တွေမှာဒဏ်ရာမရှိဘူးလားလို့မေးချင်တာဗျာနော်ရှိတဲ့လူတွေကတော့ချက်ချင်းသိတယ်ပေါ့ဗျာဒါပါပဲဟုတ်ကဲ့ပါကိုကျေးဇူးတင်ပါတယ်ကို